တော့ဗမာဇတ်တဇက်ကရှမ်းပြည်သွားပြီးကရှမ်းကြီးတွေအမှန်တန်ယူသားတာကိုရှမ်းလူမျိုးများအတော်မှာရွာမှာကဗမာဇက်ကတည်တဲ့တိုင်ပဲရွှေဥကြားချီတဲ့အခါညဇတ်ထုတ်ကမရွှေဥကရကန်းလေးခတ်ကိုရင်မောင်ကလည်းတစ်ဖောင်သွားချမရှိဘူးလင်ကမင်းကြီးမင်းလေးရောက်လာပြီးတော့မရွှေဥရေလှလိုက်တာကွယ်မင်းဟိုငါတို့မြတ်တာရှိတဲ့ဟဲ့ဘာညာလို့တော့ဩကျမကာမပိုင်းနဲ့ပါရှင့်ကျမယောက်ျားကိုရင်မောင်တော့စစ်ခုတ်သွားတော့ကျမအပြိုမဟုတ်ပါဘူးဟာအပြိုမဟုတ်လေဒီလောက်လှတယ်မိမတို့ကြိုက်တယ်ကွယ်ကြိုက်လို့မရပါဘူးရှင့်ပေါ့မရွှေကလက်မခံသစ္စာရှိတယ်အမျိုးသမီးဘယ်သူမှပြောမရတော့မင်းကြီးမင်းလေးကကြားနဲ့တိုက်တော့မရွှေဥရကန်းစင်ပတ်ပြီးပြေးကြားတယ်အတင်းလိုက်ကြိုက်မရွှေဥကြိုက်မရွှေဥကလည်းမိလူမိခင်လေးပတ်ပြေးနောက်တော့မလွတ်ဘူးကြားပါစားထက်ရောက်တော့မရွှေဥသေတော့မှပိဿကလည်းရှမ်းတွေကလည်းကြည့်အဲ့ကြောင့်မှလူရှင်တော်တွေနဲ့3-4ယောက်ကဖလားကြီးတွေကန်ပြီးတော့ဝေါ်ကြည့်ပေးတတ်တယ်စင်းမရွှေဥတော့သေပြီမနဲ့စွန်းကျွေးဖို့ရဟန်း၅ပါးစွန်းကျွေးဖို့လှူကြပါအောင်ဆိုတော့ရှမ်းကြီးတွေကမျက်ရည်တွေလည်းကြတော့တို့ရွာရောက်မှဖြစ်ရဒီမွှချွေဥလေဟိုးထဲ့ပေါ့ကွာတန်ခါစွန်းကျွေးတဲ့ကိစ္စလှူရမှာပေါ့ဟာထဲ့ကြတာဖလားနဲ့ရှမ်းကြီးတွေကသိတဲ့အတိုင်းအမတန်လှူတဲ့လူမျိုးကိုအပေါ်ရောက်တော့ဇက်ဆရာဘာလို့ရလဲရေးလိုက်တော့ဇက်ငှားတဲ့ပတ်စံတော့2ဆလောက်များဟာကြာနောက်တနေ့ဆက်ကဇက်ဆရာမင်းသားမေးတယ်ဘာဆက်ကဒါလောက်ပတ်စံရတာမရွှေဥပဲပေါ့ကွာရကန်းစင်ကြီးပေါ်လာတာပဲလိုက်ကထွင်လိုက်တော့မင်းကြီးမင်းလေးရောက်လာမရွှေဥရေဘင်းလှလိုက်တာကွမလုပ်ပါနဲ့ရှင်ကိုရင်မောင်ကျမယောက်ျားရှိပါတယ်ကာမပိုင်းမှာလည်းမလိုချင်ဘူးဟဲ့စီတော်ကြားဒါလောက်လက်မခံတဲ့မိမကြိုက်စီတော်ကြားပတ်မရွှေဥကပြေရှမ်းကြီးတွေဟာကနေလည်းဖြစ်ပြန်ပြီဟာပြေမလွတ်ဘူးမရွှေဥကြိုက်ချင်းကလကာလည်းချရောကြိုက်ခမကနေလည်းပဲမရွှေဥတော့ဖြင့်ကြားကြိုက်လို့သေးလို့မနေ့9နာရီတန်ခါတော့5ပါးဆွန့်ကျွေးဖို့အလှခံထွက်ပါအောင်မယ်ဒါထွက်ရမှာပေါ့နော်ထွက်ကြပြန်ရောနောက်တနေ့လည်းအဲ့လိုပဲနောက်တနေ့လည်းဖလားကြီးတွေနဲ့မရွှေဥကြားလည်းကြိုက်ပြီးရောဖလားတွေနဲ့ထွက်မရွှေဥကပတ်ပြေးတော့မှသရုပ်ထညရောက်တော့ရှမ်းတယောက်ကထအောင်မရွှေဥရေလွတ်အောင်ပြီဟာငါတို့လည်းပတ်စံမရှိတော့ဘူးဟာ